ဒီဘရင်မကြီးဟာအမြဲနုပြိုလှပနေဖို့နေတိုင်းတို့တောင်းနေတာနဲ့ရေချိုးလေးရှိပါတယ်ရေချိုးပြီးသွားတဲ့နောက်မှာတော့အဲ့ဒီနို့တွေကိုရေမြောင်းတွေကတဆင့်စီးဆင်းစေပြီးစင်ရဲသားတွေကိုဝေငှပေးခဲ့တယ်ဒါပေမဲ့သူတို့မသိခဲ့တာတခုကသူတို့အလူရက်ယူနေတဲ့နို့တွေဟာတကယ်တော့ဘရင်မကြီးရဲ့ရေချိုးပြီးသားနို့တွေဖြစ်နေခဲ့တာပါဒါပေမဲ့နှစ်အနည်းငယ်အကြာကတော့သူမဟာဘရင်မမဟုတ်သေးပါဘူးသူမကတန်ကြိုးတွေနဲ့ချီနှောင်ခံထားရတဲ့ကျမတယောက်သာဖြစ်ခဲ့တယ်တနေ့မှာဘရင်ကသူမကိုကယ်တင်ခဲ့ပြီးသူမရဲ့အလှပကြောင့်ချက်ချင်းဆွဲလန်းသွားခဲ့တယ်ဘရင်ကရာဗီနာကိုနန်းတော်စီခေါ်ဆောင်လာပြီးရွှေဆွဲကြိုးတစ်ခုဝစ်ဆင်ပေးကမိဖုရားအဖြစ်မြင့်တင်ခဲ့တယ်ဒါပေမဲ့မင်္ဂလာဦးညမှာပဲရာဗီနာကဓားမြောင်တစ်ချောင်းထုတ်ယူပြီးဘရင်ကိုတပ်ပစ်လိုက်တယ်အဲ့ဒီနောက်တော်လန်ရေးစစ်တီတွေကိုခေါ်ယူကတိုင်းပြည်တစ်ခုလုံးကိုသိမ်းပိုက်လိုက်ပါတယ်တော်ဝင်မိသားစုဝင်အများစုကိုတပ်ဖြတ်ခဲ့ပြီးမင်းသမီးလေးကိုတော့မြေအောက်ထောင်ထဲမှာပိတ်လောင်ထားလိုက်တယ်ဘရင်မဖြစ်လာပြီးနောက်မှာတော့သူမဟာနေတိုင်းမိန်းကလေးငယ်တစ်ယောက်ကိုဖမ်းဆီးလာစေပြီးအမဲရောင်မော်ပညာနဲ့အသက်ဆွမ်းအားကိုစုပ်ယူခဲ့တယ်အဲ့ဒီလိုနဲ့သူမရဲ့ငယ်ရွယ်မှုနဲ့အလှပကိုထိန်းသိမ်းထားနိုင်ခဲ့တာပါနေ့စဉ်နေ့တိုင်းလဲမှော်မှန်ကိုမေးလေးရှိတယ်ကဘာပေါ်မှာအလှဆုံးမိန်းမကဘာတူလဲနှစ်ပေါင်းများစွာကြာတဲ့အထိမှန်ကဘရင်မကြီးကအလှဆုံးပါလို့ပဲပြန်ဖြေလေးရှိခဲ့တယ်ဒါပေမဲ့12နှစ်အကြာမှာတော့မှန်ရဲ့အဖြေပြောင်းလဲသွားခဲ့တယ်ဘရင်မထက်ပိုလာတဲ့မိန်းကလေးတစ်ယောက်ပေါ်လာခဲ့တာပါအဲ့ဒီမိန်းကလေးကတော့ဘရင်မပိတ်လောင်ထားခဲ့တဲ့မင်းသမီးလေးကိုယ်တိုင်ဖြစ်နေခဲ့တယ်မှော်မှန်ကဘရင်မကိုမင်းသမီးရဲ့နှလုံးကိုစားနိုင်ရင်ထောင်ရနုပြိုနေလိမ့်မယ်လို့ပြောခဲ့တယ်ဒေါသထွက်သွားတဲ့ဘရင်မကသူမရဲ့အကိုကိုထောင်ထဲကမင်းသမီးကိုခေါ်ထုတ်လာဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့မင်းသမီးရဲ့အလှပကိုမြင်လိုက်ရတဲ့အခါသူစိတ်ပြောင်းသွားခဲ့တယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးမင်းသမီးကသူ့ကိုတွန်းဖယ်ကထွက်ပြေးဖို့ကြိုးစားလိုက်တယ်စစ်သားတွေဝိုင်းဖမ်းတော့မဲ့အချိန်မှာပဲသူမဟာရေမြောင်းတစ်ခုထဲဝင်ရောက်ပြီးနန်းတော်ကနေလွတ်မြောက်သွားခဲ့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့ဘရင်မကအဲရစ်ကိုခေါ်ယူပြီးမင်းသမီးကိုပြန်ဖမ်းလာနိုင်ရင်မင်းရဲ့တည်ဆုံသွားတဲ့ဇနီးကိုမော်ပညာနဲ့ပြန်ရှင်စေမယ်လို့ကတိပေးခဲ့တယ်အဲရစ်လည်းဒီတာဝန်ကိုလက်ခံလိုက်တယ်သူဟာစစ်သားတွေနဲ့အတူတောအုပ်တစ်လျှောက်လိုက်ရှာခဲ့ပြီးနောက်ဆုံးမှမင်းသမီးကိုဖမ်းမိခဲ့တယ်ဒါပေမဲ့ဘရင်မကသူ့ဇနီးကိုဘယ်ချိန်ပြန်ရှင်စေမလဲလို့မေးတဲ့အခါဖန်ကဘရင်မမှာလူသေးကိုအသက်ပြန်ရှင်စေနိုင်တဲ့စွမ်းအားမရှိဘူးလို့ပြောပြလိုက်တယ်လှည့်စားခံလိုက်ရကြောင်းသိသွားတဲ့အဲရစ်ကမင်းသမီးကိုခေါ်ပြီးထွက်ပြေးသွားခဲ့တယ်လမ်းမှာတော့လူပူလေး9ယောက်ထောင်ထားတဲ့ထောင်ချောက်ထဲကြားရောက်သွားတယ်ဒါပေမဲ့အဲ့ဒီလူပူလေးတွေကမိန်းကလေးဟာဘရင်ရဲ့သမီးဖြစ်ကြောင်းသိသွားတဲ့အခါသူမကိုလွှတ်ပေးခဲ့ပြီးသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Stacy ကိုခေါ်ဆောင်သွားခဲ့ကြပါတယ်